အကြမ်းဖက်မင်းအောင်လှိုင်ရဲ့ခီးစဉ်တွင်ဆန္ဒပြမှုတွေမလုပ်ဖို့ထိုင်းအာဏာပိုင်တွေကထိုင်းရောက်မြန်မာတွေကိုနီလန်းပေါင်းစုံနဲ့ဖိအားပေးနေတဲ့အခြေအနေအာဏာရှင်အောင်နေဝင်းရဲ့မြေတွေဟာအကြမ်းဖက်စစ်ကောင်စီရဲ့ကာကွယ်ကိုရယူပြီးလိုင်စင်မဲ့ဇိမ်ခံကားတွေကိုအများပြည်သူရှေ့မှာဥပဒေမဲ့မောင်းနှင်နေတဲ့တဲ့အမေရိကန်အထက်လွှတ်တော်နိုင်ငံခြားရေးကော်မတီဥက္ကဋ္ဌကနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုချွင်းချက်မရှိချက်ချင်းလွှတ်ပေးဖို့အကြမ်းဖက်စစ်ကောင်စီကိုပြင်းပြင်းထန်ထန်တောင်းဆိုလိုက်တဲ့တဲ့တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲအကြမ်းဖက်စစ်ကောင်စီတပ်ကရိုက်ကော်နဲ့ကျိုးပင်ကောက်တို့မှာအယက်သားပြည်သူတွေကိုလေကြောင်းကနေရည်ရွယ်ချက်ရှိအသက်အန္တရာယ်ပြုတိုက်ခိုက်ခဲ့တဲ့တဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ပြောကြားလာတဲ့ဟော်မုစ်ရေလက်ကြားအရေးနဲ့အီရန်နိုင်ငံရဲ့ရေကြောင်းထိန်းချုပ်မှုအခြေအနေအမေရိကန်ကိုတုံ့ပြန်တဲ့အနေနဲ့ drone နည်းပညာတင်ပို့မှုတွေကိုတရုတ်နိုင်ငံကကန့်သတ်လိုက်တဲ့တဲ့အစရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားပါမယ်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်ကိုထိုင်းရောက်မြန်မာတွေကဆန္ဒပြတာတွေမလုပ်ဖို့ထိုင်းအာဏာပိုင်တွေဘက်ကနီလန်းမျိုးစုံသုံးပြီးဖိအားပေးတားဆီးနေတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ထိုင်းဝန်ကြီးချုပ်အနုတင်ရဲ့ဖိတ်ကြားချက်အရအကြမ်းဖက်မင်းအောင်လှိုင်ဟာဩဂတ်လ6ရက်နေ့ကနေ9ရက်နေ့အထိထိုင်းနိုင်ငံကိုလာရောက်မှာဖြစ်ပါတယ်။ဒီခီးစဉ်အတွင်းမှာထိုင်းရောက်မြန်မာနိုင်ငံသားတွေအနေနဲ့ကန့်ကွက်ဆန္ဒပြမှုတွေမလုပ်ကြဖို့ထိုင်းထောက်လှမ်းရေးအဖွဲ့တွေကမြန်မာအရေးလှုပ်ရှားသူတွေကိုတိုက်ရိုက်ဆက်သွယ်ပြီးဖိအားပေးပြောဆိုမှုတွေရှိနေတယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီရဲ့နိုင်ငံတကာမျက်နှာစာမှာထွက်ပေါက်ရှာနေတဲ့ဒီခီးစဉ်ကိုဆန့်ကျင်တဲ့အနေနဲ့မြန်မာအရေးလှုပ်ရှားသူကိုရဲမင်းကတော့ online ကနေတဆင့်တပိတ်မှောက်ဖို့တိုက်တွန်းထားပါတယ်။ထိုင်းအာဏာပိုင်တွေရဲ့ဖိအားပေးမှုကြောင့်မြေပြင်မှာလူစုလူဝေးနဲ့ဆန္ဒပြဖို့အခက်အခဲရှိနေပေမဲ့လည်းအလောက်ကိုင်မပြတ်စေပဲအိမ်ကနေပဲအကြမ်းဖက်မင်းအောင်လှိုင်ရဲ့ပုံကိုကြက်ချေခတ်ပြီး online မှာဖြန့်ဝေကြဖို့သူကနှိုးဆော်ထားပါတယ်။တစ်ဖက်မှာလည်းအကြမ်းဖက်မင်းအောင်လှိုင်နဲ့ထိုင်းဝန်ကြီးတို့ရဲ့တွေ့ဆုံမှုအတွင်းမှာမြန်မာနိုင်ငံဘက်ကနေထိုင်းနိုင်ငံတဲကိုစီးဝင်နေတဲ့မြစ်ချောင်းတွေညဉ့်ညမ်းမှုပြဿနာနယ်စပ်ဖြတ်ကျော်မိခိုးမြူကိစ္စမူရစေဝါထုတ်လုပ်မှုပြဿနာတွေနဲ့နယ်စပ်လုံခြုံရေးကိစ္စရပ်တွေကိုအဓိကထားဆွေးနွေးသွားမယ်လို့ထိုင်းဘက်ကထုတ်ပြန်ထားပါတယ်။ထိုင်းဝန်ကြီးချုပ်အနုတင်ကတော့မြန်မာနိုင်ငံနဲ့အာဆီယံကြားအဆင့်လိုက်ဆက်ဆံရေးတွေပြန်လည်စတင်ဖို့လိုအပ်နေပြီလို့ဩဂုတ်လ4ရက်နေ့ကအင်ဒိုနီးရှားခီးစဉ်မှာပြောကြားခဲ့ပါသေးတယ်။ဆက်လက်ပြီးပြည်တွင်းမှာအကြမ်းဖက်စစ်ကောင်စီကိုအကာအကွယ်ယူပြီးဥပဒေမဲ့လုပ်ရက်တွေကျူးလွန်နေတဲ့အာဏာရှင်ဟောင်းနေဝင်းရဲ့မြေးတွေအကြောင်းကိုတင်ဆက်ပေးပါမယ်။ကျော်နေဝင်း၊ဇွဲနေဝင်းနဲ့အေးနေဝင်းတို့ဟာလိုင်စင်တက်တန်းကုံဆုံးနေပြီဖြစ်တဲ့ဥရောပထုတ်ဇိမ်ခံကားကြီးတွေကိုကိုကနန်းပါနံပါတ်တွေတက်ဆင်ပြီးရန်ကုန်မြို့တွင်းမှာနေ့စဉ်ရဲတင်းစွာတွာလာနေကြတယ်လို့သိရပါတယ်။သူတို့အသုံးပြုနေတဲ့ကားတွေထဲမှာ Hummer နဲ့ Range Rover Sport အမျိုးအစားဇိမ်ခံကားတွေပါဝင်နေပြီးလိုင်စင်မဲ့ကားသစ်တွေစီကိုကားဟောင်းတွေရဲ့နံပါတ်ပြားတွေပြောင်းတက်အသုံးပြုနေတာဖြစ်ပါတယ်။အထူးသဖြင့်999နဲ့9911စတဲ့နံပါတ်တွေကိုတက်ဆင်ထားပြီးဒီကဏ္ဍတွေဟာသူတို့မိသားစုရဲ့ရည်ရည်ချေတဲ့ကဏ္ဍတွေဖြစ်တယ်လို့လည်းဆိုပါတယ်။ဒီကားတွေဟာလိုင်စင်တက်တန်းကုံဆုံးနေတာ9နှစ်ကျော်ကြာမြင့်နေပြီဖြစ်ပေမဲ့ရင်ထိန်ရဲတွေနဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ထောက်လှမ်းရေးတွေကဖမ်းဆီးအရေးယူရမယ့်အစားလမ်းကြောင်းရှင်းပေးတာနဲ့အလေးပြုတာတွေကိုသာလှုပ်ဆောင်ပေးနေရပါတယ်။ဒါအပြင်သူတို့ညီကိုတွေဟာ AYA ဘဏ်ကနေအရင်းနဲ့အတိုးပေါင်းကျပ်ငွေ9ဘီလီယံကျော်ချေးယူခဲ့ပေမဲ့အခုချိန်ထိပြန်လည်ပေးဆက်ခြင်းမရှိသေးဘူးလို့လည်းသိရပါတယ်။တရားရုံးအဆင့်ဆင့်ကနေချေးငွေတွေပြန်ဆက်ဖို့အပိသက်ဆုံးဖြတ်ချက်ချမှတ်ထားပေမဲ့လည်းအကြမ်းဖက်စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်အပါအဝင်ထိပ်ပိုင်းဗိုလ်ချုပ်တွေနဲ့ရင်းနှီးတဲ့ဆက်ဆံရေးကိုအသုံးချပြီးဥပဒေအထက်မှာရပ်တည်နေကြတာဖြစ်ပါတယ်။ကျော်နေဝင်းပိုင်ဆိုင်တဲ့ကုမ္ပဏီအုပ်စုဟာ AYA ဘဏ်ကနေကျပ်ဘီလီယံ50ချေးယူပြီး Asia World ကိုဝယ်ယူခဲ့ပေမဲ့အဲ့ဒီချေးငွေတွေကိုလည်းပြန်လည်ပေးဆက်ထားတာမရှိသေးဘူးလို့စုံစမ်းသိရှိရပါတယ်။ဒီလိုအကြမ်းဖက်စစ်ကောင်စီရဲ့တရားမဲ့လုပ်ရက်တွေရှိနေချိန်မှာပဲအမေရိကန်ပြည်ထောင်စုဘက်ကအကြမ်းဖက်စစ်ကောင်စီကိုပြင်းပြင်းထန်ထန်ဖိအားပေးတောင်းဆိုမှုတွေထွက်ပေါ်လာပါတယ်။အမေရိကန်အထက်လွှတ်တော်နိုင်ငံခြားရေးကော်မတီဥက္ကဋ္ဌအထက်လွှတ်တော်အမတ် James Rich ကိုယ်တိုင်ကမြန်မာနိုင်ငံမှာမတရားဖမ်းဆီးထိန်းသိမ်းခံထားရတဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ကိုချွင်းချက်မရှိချက်ချင်းပြန်လွှတ်ပေးဖို့အကြမ်းဖက်စစ်ကောင်စီကိုတောင်းဆိုလိုက်ပါတယ်။ဩဂုတ်လ3ရက်နေ့ကအပြည်ပြည်ဆိုင်ရာချက်ချင်းနီကော်မတီကိုယ်စားလှယ်နဲ့ဒေါအောင်ဆန်းစုကြည်တို့ကိုတွေ့ဆုံခွင့်ပေးခဲ့တာဟာလုံလောက်တဲ့လုပ်ရမဟုတ်ဘူးလို့သူကဝေဖန်ထောက်ပြခဲ့ပါတယ်။ဒေါအောင်ဆန်းစုကြည်ကိုမိသားစုနဲ့တွေ့ဆုံခွင့်ပေးဖို့နဲ့သူမရဲ့ကျန်းမာရေးအခြေအနေအမှန်ကိုပွင့်လင်းမြင်သာစွာထုတ်ပြန်ပေးဖို့လည်းတောင်းဆိုထားပါတယ်။အထက်လွှတ်တော်အမတ် James Rich ကအကြမ်းဖက်မင်းအောင်လှိုင်ဦးဆောင်နေတဲ့အုပ်စုကိုတရားဝင်မှုမရှိတဲ့စစ်အာဏာသိမ်းအဖွဲ့ဖြစ်ရှင်းရှင်းလင်းလင်းသတ်မှတ်သုံးနှုန်းခဲ့ပါတယ်။ BI ဥက္ကဋ္ဌကလည်း James Rich ဟာအမေရိကန်ရဲ့နိုင်ငံခြားရေးမူဝါဒမှာဩဇာတိတ်ကမကြီးမားသူတူဖြစ်တဲ့အတွက်အခုလိုပြက်ပြက်သားသားပြောဆိုလိုက်တာဟာနိုင်ငံတကာအသိမှတ်ပြုမှုရဖို့ကြိုးပမ်းနေတဲ့အကြမ်းဖက်စစ်ကောင်စီအတွက်တော့ကြီးမားတဲ့ထိုးနှက်ချက်တစ်ခုဖြစ်တယ်လို့သုံးသပ်ပြသထားပါတယ်။ဒါအပြင်အမေရိကန်သမ္မတဒေါ်နယ်ထရန့်အစိုးရလက်ထက်မှာမြန်မာအရေးနဲ့ပတ်သက်ပြီးနိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေးအတွက်ပုံမထိရောက်တဲ့လှုပ်ဆောင်မှုတွေရှိလာအောင်ဆက်လက်တိုက်တွန်းသွားမယ်လို့လည်းဆိုပါတယ်။နိုင်ငံတကာအတိုင်းဝိုင်းကမြန်မာအရေးကိုစောင့်ကြည့်နေချိန်မှာပဲတရုတ်အစိုးရအနေနဲ့အကြမ်းဖက်စစ်ကောင်စီနဲ့ပူးပေါင်းနေမှုတွေကိုရပ်တန့်ဖို့တောင်းဆိုမှုတွေလည်းပေါ်ထွက်လာပါတယ်။ Strategic Initiative Forum Call SIF
အဖွဲ့ကတရုတ်အစိုးရအနေနဲ့မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာကိုထိပါပြီးနိုင်ငံရေးမှာဝင်ရောက်ဆွတ်ဖက်နေတာတွေကိုချက်ချင်းရပ်တန့်ဖို့ဩဂတ်စ်လ4ရက်နေ့မှာအိတ်ဖွင့်ပေးစာတစ်စောင်ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။တရုတ်နိုင်ငံဟာအင်အားကြီးအိမ်နီးချင်းနိုင်ငံတစ်နိုင်ငံဖြစ်တာကြောင့်သူတို့ရဲ့လှုပ်ဆောင်ချက်တွေဟာမြန်မာနိုင်ငံရဲ့အနာဂတ်ပေါ်တိုက်ရိုက်သက်ရောက်မှုတွေရှိနေတယ်လို့ SIF ကထောက်ပြထားပါတယ်။ဒါကြောင့်အကြမ်းဖက်စစ်ကောင်စီကိုကြောထောက်နောက်ခံပေးနေတာတွေလက်နက်ကင်ပဋိပက္ခတွေမှာဩဇာလွှမ်းမိုးဖို့ကြိုးပမ်းနေတာတွေကိုရပ်တန့်ဖို့လိုအပ်နေတယ်လို့ဆိုပါတယ်။ဒါအပြင်အကြမ်းဖက်စစ်ကောင်စီကမြန်မာသဘာဝတယံဇာတတွေကိုတရုတ်နိုင်ငံစီကိုဈေးနှိမ်ရောင်းချနေတာတွေနဲ့မြစ်ဆုံစီမံကိန်းကိုပြန်လည်အသက်သွင်းဖို့ကြိုးပမ်းနေတာတွေဟာမြန်မာပြည်သူတွေရဲ့အလိုဆန္ဒကိုလုံးဝလစ်လျူရှုရာရောက်တယ်လို့လည်းပြင်းပြင်းထန်ထန်ဝေဖန်ထားပါတယ်။မတရားဖန်ဆီးထိမ့်သိမ်းခံရတဲ့ ISP မြန်မာရဲ့အမှုဆောင်ဒရိုက်တာဦးမင်းစင်အပါအဝင်နိုင်ငံရေးအကျဉ်းသားတွေကိုပြန်လည်လွှတ်ပေးဖို့တရုတ်နိုင်ငံဘက်ကဖိအားပေးဖို့လည်းတောင်းဆိုထားပါတယ်။အကြမ်းဖက်စစ်ကောင်စီကျင်းပမဲ့အတူရောင်ရွေးကောက်ပွဲကိုလည်း SIF ကမြို့နယ်ပေါင်း100ကျော်မှာစန့်ကျင်လှုပ်ရှားသွားမှာဖြစ်ပြီးစစ်ကောင်စီရဲ့တရားဝင်မှုရရှိရေးကြိုးပမ်းချက်မှန်သမျှကိုအဆုံးထိစိန်ခေါ်သွားမယ်လို့ကြေညာထားပါတယ်။ဆက်လက်ပြီးတော့အကြမ်းဖက်စစ်ကောင်စီရဲ့မြေပြင်စစ်ရေးအထိနာမှုတွေကြောင့်အရက်သားပြည်သူတွေပေါ်အညိုတကြီးလေကြောင်းကနေပြစ်မှတ်ထားတိုက်ခိုက်နေတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။ကယားပြည်နယ်လွိုင်ကော်မြို့နယ်ဒေါတမကြီးကျေးရွာအုပ်စုဒေါဦးလက်ကျေးရွာကိုအကြမ်းဖက်စစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်ပွားခြင်းလုံးဝမရှိဘဲလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်အသက်6လအရွယ်ကလေးငယ်2ဦးအပါအဝင်အပြစ်မဲ့ပြည်သူ9ဦးအသက်ဆုံးရှုံးခဲ့ရပါတယ်။ဩဂတ်စ်လ4ရက်နေ့ညနေပိုင်းမှာဝိုင်တွဲလေယာဉ်နဲ့60မမဘုံနှလုံးကျဲချခဲ့တာဖြစ်ပြီးနေအိမ်တွေနဲ့မိဖို့ဆောင်တွေပြင်းပြင်းထန်ထန်ပျက်စီးခဲ့ရပါတယ်။အလားတူပဲပဲခူးတိုင်းကျိုးပင်ကောက်မြို့နယ်အင်းတိုင်ကုန်းကျေးရွာကိုလည်းဩဂတ်စ်လ9ရက်နေ့မှာအကြမ်းဖက်စစ်ကောင်စီကလေကြောင်းကနေဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုအတွင်းမှာလည်းအသက်1နှစ်အရွယ်ကလေးငယ်2ဦးနဲ့တက်ကြီးရွယ်အိုတွေအပါအဝင်ပြည်သူ6ဦးပြင်းထန်ဒဏ်ရာတွေရရှိခဲ့ပြီးနေအိမ်3လုံးပျက်စီးခဲ့ရပါတယ်။ဒဏ်ရာရရှိခဲ့သူတွေထဲမှာမောင်ဟိန်းထက်ပိုင်းဦးမင်းကြီးဦးတန်းစောဒေါ်ထေးဦးမယွယူမော်နဲ့မချစ်တို့ပါဝင်တယ်လို့ဒေသခံတွေကအတည်ပြုပြောဆိုထားပါတယ်။အဲ့ဒီကျေးရွာတွေမှာတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေရှိမနေပဲအကြမ်းဖက်စစ်ကောင်စီကအရက်သားပြည်သူတွေကိုရည်ရွယ်ချက်ရှိအသက်အန္တရာယ်ပြုချင်းချောက်နေတာဖြစ်တယ်လို့ဒေသခံတွေကနာကျင်စွာနဲ့ဖွင့်ဟပြောဆိုထားကြပါတယ်။ဒီလိုလေကြောင်းတိုက်ခိုက်မှုတွေအပြင်မြေပြင်မှာလည်းအကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းတွေဟာပြည်သူလူထုရဲ့နေအိမ်တွေကိုမိရှို့ဖျက်ဆီးမှုတွေဆက်တိုက်ကျူးလွန်နေပါတယ်။မကွေးတိုင်းမြိုင်မြို့နယ်အနောက်ပိုင်းကရာကြီးပြင်ကျေးရွာတွေကိုဝင်ရောက်တပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းဟာဩဂုတ်လ4ရက်နေ့မနက်9:00နာရီခွဲလောက်ကစတင်ပြီးပြည်သူတွေရဲ့နေအိမ်တွေကိုမိရှို့ဖျက်ဆီးခဲ့ပါတယ်။မိရှို့မှုတွေဟာနောက်တနေ့မွန်းလွဲပိုင်းအထိဆက်တိုက်လောင်ကျွမ်းနေခဲ့ပြီးနေအိမ်အများပြားပြာကျပျက်စီးခဲ့ရပါတယ်။ဩဂုတ်လ3ရက်နေ့တုန်းကလည်းမိထီလာလေတပ်ကနေတက်လာတဲ့ဝိုင်တွဲလေယာဉ်ဟာရာကြီးပြင်ကျေးရွာနဲ့အနီးဝန်းကျင်ကိုဘုံ3လုံးကျဲချပြီးလေကြောင်းတိုက်ခိုက်မှု12ကြိမ်တိတိပြုလုပ်ခဲ့ပါသေးတယ်။အလားတူပဲမကွေးတိုင်း6မြို့နယ်အတွင်းမှာလည်းအကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကဩဂုတ်လ2ရက်နေ့ကစတင်ပြီးကန်တိုင်တောင်မြောက်ကျေးရွာတွေကိုဝင်ရောက်မိရှို့ခဲ့ပြီးဩဂုတ်လ4ရက်နေ့ကနေ9ရက်နေ့ထိနာရွယ်တော်ကျေးရွာကိုပါရွာလုံးကျွတ်မိရှို့ဖျက်ဆီးခဲ့ကြဒီလောက်ရက်တွေကြောင့်ဒေသခံပြည်သူအများပြားဟာဘေးလွတ်ရာတောတောင်တွေကိုထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ကရင်ပြည်နယ်ဒူပလာယာခရိုင်ဝင်းရေးမြို့နယ်မှာလည်းဩဂုတ်လ9ရက်နေ့ကရဲတကုံရွာသစ်မှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကအရက်သားပြည်သူတွေနေထိုင်ရာကျေးရွာတွေဘက်ကိုလက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ခတ်ခဲ့တာကြောင့်လူဝင်ရှာကျေးရွာကနေအိမ်တွေထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ကထုတ်ပြန်ထားပါတယ်။အဖက်ဖက်ကဖိအားများလာတဲ့အကြမ်းဖက်စစ်ကောင်စီဟာစကိုင်းတိုင်းအတွင်းမှာလည်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေရဲ့ပြင်းထန်တဲ့တိုက်ခိုက်မှုတွေကိုရင်ဆိုင်နေရပါတယ်။စကိုင်းတိုင်းစာလင်းကြီးမြို့နယ်အတွင်းကချင်းတွင်းမြေကျောင်းထဲမှာဝန်ပေါင်ကုမ္ပဏီကနေကြီးနီတွေတင်ဆောင်လာတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့စစ်သင်္ဘောနဲ့တွန်းတွဲတွေကိုတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကအောင်မြင်စွာကြားဖြတ်တိုက်ခိုက်နိုင်ခဲ့ပါတယ်။ဩဂုတ်လ4ရက်နေ့ညနေပိုင်းအချိန်မှာကြီးနီတင်ဆောင်လာတဲ့တွန်းတွဲ15စီးအနက်ပလောင်ကျေးရွာအနီးကိုရောက်ရှိလာတဲ့တွန်းတွဲ2စီးနဲ့စစ်သင်္ဘော1စီးကိုရှေ့ထွက်မိုင်းတွေအသုံးပြုပြီးဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဒီတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်အနည်းဆုံး4ဦးကနေ5ဦးအထိသေဆုံးခဲ့ပြီးစစ်သင်္ဘော1စီးနဲ့တွန်းတွဲ1စီးပြင်းပြင်းထန်ထန်ထိခိုက်ပျက်စီးသွားခဲ့ပါတယ်။အထိနာသွားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကလက်နက်ကြီးလက်နက်ငယ်တွေနဲ့ရန်တမ်းပြန်လည်ပစ်ခတ်ခဲ့ပေမဲ့တော်လှန်ရေးရဲဘော်တွေဘက်ကတော့အထိခိုက်မရှိဘဲဘေးကင်းစွာဆုတ်ခွာနိုင်ခဲ့ပါတယ်။ပျက်စီးသွားတဲ့တွန်းတွဲတွေကိုအကြမ်းဖက်စစ်ကောင်စီဘက်ကဆက်လေတွေနဲ့လှင်မြန်လာရောက်ဆွဲထုတ်သွားခဲ့တယ်လို့ချင်းတွင်းရေးပါဂရုကတာဝန်ရှိသူတူကအတည်ပြုပြောဆိုထားပါတယ်။ဒီစစ်စင်ရေးကိုချင်းတွင်းရေးပါဂရုနဲ့မုံရွာခရိုင်တရင်တပ်ဖွဲ့တွေပူးပေါင်းပြီးအချိတ်ဆက်မိမိဆောင်ရွက်ခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါတယ်။ကရင်ပြည်နယ်ဘက်ကစစ်ရေးအခြေအနေတွေကိုဆက်လက်ကြည့်မယ်ဆိုရင်လည်းဖာပွန်ခေါ်မူဒရော်ခရိုင်အတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်တွေအကြီးအကျယ်အထိနာခဲ့ပါတယ်။2026ခုနှစ်ဇူလိုင်လ1ရက်နေ့ကနေ31ရက်နေ့အထိတလတာကာလအတွင်း KNU တပ်မဟာ9နယ်မြေထဲမှာအကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်တို့အကြားတိုက်ပွဲပေါင်း90တိတိဖြစ်ပွားခဲ့ပါတယ်။
ဒီတိုက်ပွဲတွေအတွင်းမှာအကြမ်းဖက်စစ်ကောင်စီဘက်ကတပ်ဖွဲ့ဝင်55ဦးသေဆုံးခဲ့ပြီး43ဦးပြင်းထန်ဒဏ်ရာတွေရရှိခဲ့တယ်လို့ KNU မူဒရော်ခရိုင်ကတရားဝင်သတင်းထုတ်ပြန်ထားပါတယ်။တော်လိုင်းရေးပူးပေါင်းတပ်ဖွဲ့တွေဘက်ကတော့ရဲဘော်2ဦးမြင့်မြတ်စွာအသက်ပေးလူခဲ့ရပြီး2ဦးသာဒဏ်ရာရရှိခဲ့ပါတယ်။တိုက်ပွဲတွေအတွင်းမှာအကြမ်းဖက်စစ်ကောင်စီရဲ့စစ်ကားတစ်စီးနဲ့အရေးပါတဲ့စစ်စခန်းတစ်ခုကိုအောင်မြင်စွာဖျက်ဆီးရှင်းလင်းနိုင်ခဲ့တယ်လို့စစ်အုံဆောင်ပစ္စည်းအများအပြားကိုလည်းတင်စီရမိခဲ့ပါတယ်။အထိနာနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဟာဇူလိုင်လတလလုံးမှာ drone တွေအသုံးပြုပြီး44ကြိမ်ဂျက်တိုက်လေယာဉ်တွေနဲ့33ကြိမ်120မမလက်နက်ကြီးတွေနဲ့18ကြိမ်ကြေးရွာတွေပေါ်ကိုရည်ရွယ်ချက်ရှိရှိပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ဒီလိုတရားမဲ့တိုက်ခိုက်မှုတွေကြောင့်အရက်သားပြည်သူ9ဦးဒဏ်ရာရရှိခဲ့ပြီးနေအိမ်6လုံးနဲ့စာတင်ကျောင်း4ကျောင်းအပါအဝင်ပြည်သူပိုင်ဆိုင်မှုတွေပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ဒီလိုအကြမ်းဖက်စစ်ကောင်စီရဲ့ဖိနှိပ်မှုတွေရှိနေချိန်မှာတဘာဝဘေးအန္တရာယ်တွေကြောင့်လည်းပြည်သူတွေဒုက္ခရောက်နေကြရပါတယ်။ AR တိုင်းလေးမျက်နှာမြို့နယ်မှာငဝယ်မြစ်ရေကာတာကျိုးပေါက်မှုကြောင့်ရေကြီးရေရှမ်းမှုတွေအကြီးအကျယ်ဖြစ်ပေါ်နေပြီးဩဂုတ်လ9ရက်နေ့ကအောင်မင်္ဂလာရက်ကွက်အနီးမှာရေစီးနဲ့မျောပါလာတဲ့အသက်20ကျော်အရွယ်အမျိုးသားတဦးရဲ့ရုပ်အလောင်းကိုထပ်မံတွေ့ရှိခဲ့ရပါတယ်။အသက်69နှစ်အရွယ်ဒေါ်သက်တန်းထေးလဲရေဘေးကြောင့်အသက်ဆုံးရှုံးခဲ့ရတဲ့အတွက်လက်ရှိအချိန်ထိသေဆုံးသူ2ဦးအထိရှိလာပြီဖြစ်ပါတယ်။ဟင်္ဒရာမြို့နယ်ကနေအိုင်ဖြူကျေးရွာကိုကယ်ဆယ်ရေးတွားရောက်တဲ့ပရိုက်တာကားတစ်စီးလဲနိဗ္ဗာန်လမ်းမကြီးပေါ်မှာတိမ်မှောက်ခဲ့တာကြောင့်လူ6ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ပါသေးတယ်။မန္တလေးတိုင်းမတရားမြို့နယ်မှာဆိုရင်လဲဆယ်တော်ကြီးဆယ်ကနေရေပြည့်မှတ်ရောက်လာလို့ရေတကားတွေအတင်းကျပ်ဖွင့်ချလိုက်တဲ့အတွက်တင်ကားချောင်းတစ်လျှောက်ကပကံစုရေချောင်းတပြေချောင်းနဲ့အင်္ဂါကျေးရွာတွေမှာရေနှင်းမြုပ်မဲ့အနေနဲ့ကြုံနေရပြီးဒေသခံတွေအရေးပေါ်ပြောင်းရွှေ့တစ်ဖက်မှာလည်းအကြမ်းဖက်စစ်ကောင်စီရဲ့ရုပ်မာတဲ့လုပ်ရက်တွေကရက်တန့်မသွားပါဘူး။ရခိုင်ပြည်နယ်စစ်တွေမြို့နယ်နဲ့ရသေ့တောင်မြို့နယ်အဆက်နန့်တာကျွန်းအနီးမှာပုံမှန်ငါးဖမ်းနေတဲ့အရက်သားငါးဖမ်းသမားတွေကိုအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကအကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ဒီပစ်ခတ်မှုကြောင့်အသက်48နှစ်အရွယ်ဦးညွန့်ချေဟာနေရာမှာတင်အသက်ဆုံးရှုံးသွားခဲ့ပြီးအခြား2ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာငါးဖမ်းသမားတွေရဲ့ဆက်လက်3စီးကိုပါအဓမ္မလူယူသိမ်းဆည်းသွားခဲ့တယ်လို့သိရပါတယ်။နိုင်ငံတကာသတင်းများအနေဖြင့်အမေရိကန်နဲ့အီရန်အကြားကတင်းမာမှုအခြေအနေတွေကိုတင်ဆက်ပေးပါမယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဟော်မုစ်ရေလက်ကြားပြန်လည်ဖွင့်လှစ်ရေးသဘောတူညီချက်ကိုဩဂုတ်လ6ရက်ဒါမှမဟုတ်9ရက်နေ့လောက်မှာရရှိနိုင်ခြေရှိတယ်လို့မျှော်လင့်ကြောင်းပြောဆိုလိုက်ပါတယ်။ညှိနှိုင်းမှုတွေအဆင်မပြေခဲ့ရင်တော့အီရန်နိုင်ငံအနေနဲ့ပြင်းပြင်းထန်ထန်တိုက်ခိုက်ခံရလိမ့်မယ်လို့သတိပေးပြောဆိုထားပါတယ်။ကမ္ဘာရေနံတင်ပို့မှုအတွက်အလွန်အရေးပါတဲ့ဟော်မုစ်ရေလက်ကြားဖြတ်တန်းခွင့်အပေါ်အီရန်ကထိန်းချုပ်ခွင့်ရရှိမဲ့အချက်ဟာအမေရိကန်နဲ့အီရန်အကြားအဓိကအငြင်းပွားစရာကိစ္စရပ်တစ်ခုဖြစ်နေပါတယ်။ဖေဖော်ဝါရီလ28ရက်နေ့ကစတင်ခဲ့တဲ့ပဋိပက္ခတွေနောက်ပိုင်းမှာအီရန်ကရေလက်ကြားအပေါ်ထိန်းချုပ်မှုပိုမိုတင်းကျပ်လာပြီးဖြတ်တန်းသွားလာတဲ့သင်္ဘောတွေစီကနေအခွန်ကောက်ခံခြင်းနဲ့ဆန္ဒရှိနေပါတယ်။ရိုက်တာသတင်းဌာနရဲ့ဖော်ပြချက်အရအိုမန်နိုင်ငံကကြားဝင်ညှိနှိုင်းပေးနေတဲ့သဘောတူညီချက်မူကြမ်းမှာရေလက်ကြားကိုဖြတ်တန်းမဲ့သင်္ဘောတွေပေါ်အီရန်ကထိန်းချုပ်ခွင့်ရရှိမဲ့အချက်ပါဝင်နေတယ်လို့ဆိုပါတယ်။ဒါပေမဲ့အမေရိကန်တာဝန်ရှိသူတွေကတော့ဒီအချက်ကိုဘယ်တော့မှလက်ခံမှာမဟုတ်ဘူးလို့အကြိမ်ကြိမ်အလေးပေးပြောဆိုထားပါတယ်။ယခုတင်ဆက်ပေးနေတဲ့မြေပြင်စစ်ရေးသတင်းများကိုကျွန်တော်တို့ရဲ့ Burmese Radio Channel မှာတင်ဆက်ပေးနေတာဖြစ်ပါတယ်ခင်ဗျာ။ Channel ကို like နဲ့ subscribe လုပ်ပေးခြင်းဖြင့် Channel လေးကိုလည်းအားပေးကူညီပါအောင်ခင်ဗျာ။ဒီလိုအရှိလေပိုင်းစွမ်းအင်ဈေးကွက်မတည်ငြိမ်မှုတွေဖြစ်ပေါ်နေချိန်မှာပဲအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအမေရိကန်ရေနံကုမ္ပဏီကြီးတွေဖြစ်တဲ့ ExxonMobil နဲ့ Chevron တို့ကိုပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပါတယ်။ကုမ္ပဏီကြီးတွေဟာအီရန်စစ်ပွဲအကြက်တဲကိုအခွင့်ကောင်းယူပြီးစွမ်းအင်ဈေးကွက်ကနေအလွန်ကျွံအမျက်ထုတ်နေကြတယ်လို့သူကပြက်ပြက်သားသားထောက်ပြခဲ့ပါတယ်။အမေရိကန်နဲ့အစ္စရေးတို့ကအီရန်ကိုမတိုက်ခိုက်ခင်အချိန်ကရေနံတစ်စီးကိုအမေရိကန်ဒေါ်လာ80ဝန်းကျင်သာရှိခဲ့ပေမဲ့အခုခါမှာတော့စစ်ပွဲအရှိန်ကြောင့်ဈေးနှုန်းတွေစံချိန်တင်မြင့်တက်လာခဲ့ပါတယ်။ဒီအခြေအနေကိုအသုံးချပြီးရေနံကုမ္ပဏီကြီးတွေအနေနဲ့3လတာကာလအတွင်းမှာအမျက်ငွေစုစုပေါင်းဒေါ်လာ26ဘီလီယံကျော်အထိရရှိခဲ့ကြတယ်လို့သတင်းဌာနတွေကဖော်ပြထားပါတယ်။ Exxon ကုမ္ပဏီတစ်ခုတည်းကတင်ဒေါ်လာ12ဘီလီယံအထိအမျက်ရရှိခဲ့တာဖြစ်ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတော့ရေနံကုမ္ပဏီတွေအနေနဲ့စစ်ပွဲကနေရရှိတဲ့အမျက်ငွေတချို့ကိုပြည်သူတွေအတွက်ပြန်လည်အသုံးပြုသင့်တယ်လို့ဓာတ်ဆီဈေးနှုန်းတွေကိုလည်းချက်ချင်းလျှော့ချပေးဖို့ပြင်းပြင်းထန်ထန်သတိပေးတောင်းဆိုထားပါတယ်။ဆက်လက်ပြီးတော့အမေရိကန်နဲ့တရုတ်နိုင်ငံအကြားကကုန်သွယ်ရေးစစ်ပွဲအခြေအနေကိုကြည့်အောင်ပါ။အမေရိကန်အစိုးရကတရုတ်နိုင်ငံပါဝင်နိုင်ငံပေါင်း59နိုင်ငံအပေါ်အကောက်ခွန်အသစ်တွေချမှတ်လိုက်တာကိုတုံ့ပြန်တဲ့အနေနဲ့တရုတ်အစိုးရကလည်းအမေရိကန်နိုင်ငံစီ drone နည်းပညာတင်ပို့မှုတွေကိုတင်းတင်းကြပ်ကြပ်ကန့်သတ်လိုက်ပါတယ်။ဩဂုတ်လ4ရက်နေ့မှာတရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနကဒီဆုံးဖြတ်ချက်ကိုတရားဝင်ကြေညာခဲ့တာဖြစ်ပြီး drone တွေအတွက်အရေးပါတဲ့အစိပ်ပိုင်းတွေနဲ့နည်းပညာတင်ပို့မှုကိုအဓိကထိန်းချုပ်သွားမှာဖြစ်ပါတယ်။ဒါအပြင်အမေရိကန်ကုမ္ပဏီ6ခုကိုလည်းအမည်ပြတ်စည်းရင်းသွင်းပြီးတရုတ်နိုင်ငံအတွင်းစီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်ခွင့်အပြီးတိုင်ပိတ်ပင်လိုက်ပါတယ်။အဲ့ဒီကုမ္ပဏီ6ခုထဲမှာဇီဝနည်းပညာကုမ္ပဏီနဲ့ဘူမိဗေဒသုတေသနကုမ္ပဏီတွေပါဝင်နေပြီး
တရုတ်နိုင်ငံကအဖွဲ့အစည်းတွေလူပုဂ္ဂိုလ်တွေနဲ့ပူးပေါင်းဆောင်ရွက်ခွင့်ရရှိတော့မှာမဟုတ်ပါဘူးပြီးခဲ့တဲ့သတင်းပတ်ကတဲ့အမေရိကန်ဘက်ကတရုတ်နိုင်ငံထုတ်လူပုံစံခြေလေးချောင်းသွားစက်ရုပ်တွေကိုတင်သွင်းခွင့်ပိတ်ပင်ခဲ့တဲ့အတွက်အခုလိုတရုတ်ဘက်ကပြင်းပြင်းထန်ထန်လက်တုံပြန်လာတာဖြစ်ပါတယ်ပေးကူညီပါအောင်ခင်ဗျာဟုတ်ကဲ့အခုတင်ဆက်ပေးခဲ့တာကတော့ဒီကနေ့နေ့လည်ခင်းသတင်းအစီအစဉ်ပဲဖြစ်ပါတယ်အချိန်ပေးပြီးနားဆင်ကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်ကြီးကိုကျေးဇူးအထူးတင်ရှိပါတယ်သတင်းမှန်ကန်မှုနဲ့ပြည်သူအသံတွေကိုဆက်လက်တင်ဆက်ပေးသွားမယ်ဆိုတဲ့အသိပေးစကားနဲ့အတူသတင်းတင်ဆက်မှုကိုဒီမှာပဲရနာပါရစေခင်ဗျာမိဘပြည်သူများကိုစိတ်နှပြချမ်းသာပြီးဘေးရန်အန္တရာယ်အပေါင်းကင်းရှင်းကြပါစေ